ဦးသောရှောင်းမဲ့ဘဝခရီးလမ်းမောင်ချောင်းပြူတာရအကျဉ်းနာကဘာမောက်အချင်းများနဲ့တွေ့တွေ့ကမေကလည်းမောင်ရဲ့အနာမသက်ဆုံးကြရောက်ကျူရှင်ကမိချင်များနဲ့အားပေးကပါရမီဖြည့်လို့လိုက်ခဲ့မှာမမဝရဲ့အလိုအဆုံးမင်းအမြဲတမ်းပြုံးရစေမှာမေဘဝရဲ့တသက်လုံးအမြဲပြုံးလို့မောင်အေးမြစီမှာစေကဘာတိုင်အောင်မကုံဆုံးနိုင်တော့ချစ်ချင်းတရားတွေဦးသောရှောင်းမဲ့ဘဝခရီးလမ်းမှာဖြောင်းပြူတာရအကျဉ်းနာကဘာမောက်အချင်းများနဲ့တွေ့တွေ့ကမေကလည်းမောင်ရဲ့အနာမသက်ဆုံးကြရောက်ကျူရှင်ကမိချင်များနဲ့အားပေးကပါရမီဖြည့်လို့လိုက်ခဲ့မှာမမဝရဲ့အလိုအဆုံးမင်းအမြဲတမ်းပြုံးရစေမှာမေဘဝရဲ့တသက်လုံးအမြဲပြုံးလို့မောင်အေးမြစီမှာစေကဘာတိုင်အောင်မကုံဆုံးနိုင်တော့ချစ်ချင်းတရားတွေပါရမီဖြည့်ပြီးတာလာတဲ့မောင်ရဲ့အိမ်လူဇနီးတို့ရဲ့မင်းလိုရာအကုန်ပြည့်စည်ဖို့မောင်ကျူလာပါမယ်မမဝရဲ့အလိုအဆုံးမင်းအမြဲတမ်းပြုံးရစေမှာမေဘဝရဲ့တသက်လုံးအမြဲပြုံးလို့မောင်အေးမြစီမှာစေကဘာတိုင်အောင်မကုံဆုံးနိုင်တော့ချစ်ချင်းတရားတွေဝါဦးသောရှောင်းမဲ့ဘဝခရီးလမ်းမောင်ချောင်းပြူတာရအကျဉ်းနာကဘာမောက်အချင်းများနဲ့တွေ့တွေ့ကမေကလည်းမောင်ရဲ့အနာမသက်ဆုံးကြရောက်ကျူရှင်ကမိချင်များနဲ့အားပေးကပါရမီဖြည့်လို့လိုက်ခဲ့မှာမမဝရဲ့အလိုအဆုံးမင်းအမြဲတမ်းပြုံးရစေမှာမေဘဝရဲ့တသက်လုံးအမြဲပြုံးလို့မောင်အေးမြစီမှာစေကဘာတိုင်အောင်မကုံဆုံးနိုင်တော့ချစ်ချင်းတရားတွေပါရမီဖြည့်ပြီးတာလာတဲ့မောင်ရဲ့အိမ်လူဇနီးတို့ရဲ့မင်းလိုရာအကုန်ပြည့်စည်ဖို့မောင်ကျူလာပါမယ်မမဝရဲ့အလိုအဆုံးမင်းအမြဲတမ်းပြုံးရစေမှာမေဘဝရဲ့တသက်လုံးအမြဲပြုံးလို့မောင်အေးမြစီမှာစေကဘာတိုင်အောင်မကုံဆုံးနိုင်တော့ချစ်ချင်းတရားတွေပါရမီဖြည့်ပြီးတာလာတဲ့မောင်ရဲ့အိမ်လူဇနီးတို့ရဲ့မင်းလိုရာအကုန်ပြည့်စည်ဖို့မောင်ကျူလာပါမယ်မမဝရဲ့အလိုအဆုံးမင်းအမြဲတမ်းပြုံးရစေမှာမေဘဝရဲ့တသက်လုံးအမြဲပြုံးလို့မောင်အေးမြစီမ
ချစ်ချင်းတရားတွေပါဒီကဘာတိုင်အောင်မကုံဆုံးနိုင်တော့ချစ်ချင်းတရား